ကဲအားလုံးမင်္ဂလာပါနော်ကျွန်တော် YouTube channel ဒီလေးကနေကြိုဆိုပါရစေဗျာနော်ကျွန်တော်ကိုအမြဲတမ်းကြည့်ရှုအားပေးလာတဲ့ချစ်ရပါတယ်ကိုရီမတွေအားလုံးပဲနော်ကျေးဇူးလည်းတင်ပါတယ်အရန်လည်းချစ်ပါတယ်ပေါ့နော်အားလုံးပဲတူတူပြန်ဆုံမယ်ပေါ့ဗျာကျွန်တော်ပြောချင်တာဘာလဲဆိုတော့ဘာလဲကျွန်တော်ရဲ့အခုမှကျွန်တော်ရဲ့ဗီဒီယိုပိုင်းကိုကြည့်တဲ့ကိုရီမတွေအားလုံးအမြဲတမ်းကျွန်တော်ရဲ့ live လေးတွေဗီဒီယိုပိုင်းလေးတွေမှာဝင်ရောက်ကြည့်ရှုအားပေးတဲ့ကိုရီမတွေအားလုံးပဲเนาะဗီဒီယိုပိုင်းလေးကိုစအဆုံးကြည့်ပါเนาะဘာကြောင့်လဲဆိုတော့เนาะကျွန်တော်ကြိုက်တာလေးလေတင်ပေးထားတဲ့ကိုရီမတွေအားလုံးအတွက်လေကောင်းဆုံးဖြစ်စေရမယ်เนาะဒါပဲเนาะဒါဆိုဒါပဲဒီနေ့ကတော့အဖွင့်နေ့ရတော့ဗျာเนาะအဖွင့်နေ့လေးမှာဘာဖြစ်ဖြစ်เนาะစင်ပြေတဲ့ကိုရီမတွေအားလုံးအတွက်လေဝမ်းသာပါတယ်မနေ့ပြန်အင်္ဂါနေ့ကျွန်တော်တို့เนาะ25ရက်နေ့မှာလဲကျွန်တော်အားလုံးပဲတူတူပြောမယ်เนาะအဲ့တော့ကျွန်တော်ရဲ့အခုဗီဒီယိုပိုင်းလေးမှာအားလုံးပဲကြည့်တော့เนาะတပတ်စာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးပဲတင်ပေးထားတယ်เนาะတပတ်စာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အခွေလေးတင်ပေးထားတယ်မွေးလေးနဲ့တင်ပေးထားတယ်เนาะအဲ့တော့ကျွန်တော်ရဲ့အခုမကြည့်ရသေးတဲ့ကိုရီမတွေအားလုံးလဲကျွန်တော်ဒီ live ထဲမှာအားလုံးပဲเนาะပြောပေးမယ်เนาะအားကြောင့်လဲဆိုတော့တချို့မသိတဲ့သူတွေလည်းရှိတယ်ဗျာအဲ့တော့မသိတဲ့သူရောသိတဲ့သူရောအားလုံးပဲဝင်ကြည့်လိုက်မတွေ့လေဘူးလေနေကဟုတ်တယ်ကျွန်တော်နေကတော့လွှင့်တော့တခါလေးချတော့လေအဲ့လိုဖြစ်နေပါတယ်အကူရီမတွေအားလုံးနဲ့လည်းအမြဲတမ်းလဲစုံညင်ပါတယ်เนาะအခုလိုဗီဒီယိုလေးတင်လိုက်လေးလွှင့်နေဘွားကိုလည်းပြောပါတယ်เนาะအကူရီမတွေဟုတ်တယ်တချို့ကြောင့်လာမေးတယ်လိုက်မတင်ဘူးလားဗီဒီယိုလေးမတင်ဘူးလားလာမေးတယ်ကျွန်တော်တင်ပေးနေတာပါဗျာเนาะအပေးတဲ့ကိုရီမတွေအားလုံးတို့အမြင်ရှိပြီးသားပါမနေ့ပြန်တော့ပါဝါเนาะပါဝါတကွက်ကျွန်တော်ထုတ်ပေးထားတယ်เนาะဒီကပါဝါကြိုက်တဲ့မျိုးတွေရှိတာเนาะဒီညနေကတော့ဒါ31ဟုတ်တယ်31နဲ့ပြီးသွားတာเนาะမနေ့ပြန်မှာ3လုံးအခွေကျန်ရဲစာမှာစော့ကျင်တဲ့သူတွေတို့လက်ဆောင်ပေးမယ်เนาะ3လုံးအခွေမနေ့ပြန်နေစပြီးတော့ဈေးဘုပါဖို့ထဲဆော့လို့ရတယ်အဲ့ဒီခါကကျွန်တော်တို့တရင်းနာနေအဖွင့်နေထွက်ပြီးတာနဲ့နောက်ရလေးတွေမှာအများနဲ့လာပေးတယ်เนาะအဲ့တော့အားလုံးပဲဒါလိုက်ပြီးတော့အခုเนาะ50ဘူး100ဘူးလေးလိုက်ပြီးတော့စော့ကျင်တဲ့သူလေးတွေစော့เนาะကျွန်တော်ကတော့ကျွန်တော်ကြိုက်တာလေးတွေရောအကိုဒီမားတွေအားလုံးအတွက်တင်းလွယ်ပါလေးရောအားလုံးပဲထုတ်ပေးမယ်เนาะမနေ့ပြန်အတွက်လေမနေ့ညတင်ဝန်စာအတွက်ရွေးပေးမယ်เนาะအခုတိုင်းလေးလည်းလက်မလေးနှိမ့်မယ်เนาะအားလုံးတွေ့ရအားလုံးမြင်အောင်လို့တူတူเนาะကြည့်မယ်ဟုတ်တယ်เนาะပြောခဲ့ပြီဘာကိုအဓိကထားပြီးပေးခြင်းနေဆိုရင်ဗျာเนาะဘာကိုထားပြီးတော့အဓိကထားပြီးပေးခြင်းနေဆိုရင်ကြံရက်ကိုเนาะကြံရက်ကို615เนาะအခွေเนาะ3လုံးအခွေအဲ့လာလေးအများကြီးလုပ်ဖို့မပြောဘူးကိုဆိုးတဲ့ခါလေးမှာเนาะမမီမရောနဲ့เนาะမမီရောနဲ့ကိုတက်နိုင်လောက်လေးထည့်ပြီးတော့ဆော့ပါเนาะ3လုံးခွေเนาะကျွန်တော်ပုံမှန်တိုင်း4လုံးခွေလေးပဲထုတ်ပေးတာရှေ့မှာလည်းတပတ်စာဆိုပြီးကျွန်တော်ထုတ်ပေးထားတယ်เนาะဒါကတော့တင်းတာလေးထွက်ပြီးကျန်လေးမှာလာတက်လို့ကျွန်တော်အလားလေးကိုမတိတဲ့သူလေးတွေရောเนาะမတိတဲ့သူလေးတွေရောနောက်ကတိကျင်တဲ့သူလေးတွေရော615အခွေပါเนาะ615အခွေတကွက်ကောင်းအနေနဲ့ကဘာရှိမလဲဆိုရင်61เนาะမနေ့ပြန်အောင်လေအဲ့တကနေကိုကျွန်တော်ကြိုက်တယ်ဒါကြတော့ပါဝါเนาะပါဝါကြိုက်နေတဲ့မျိုးလေးရှိရင်တတိထားเนาะ6116အားလုံးမမေ့နဲ့เนาะပြီးခဲ့ပြီမင်္ဂလာပါအခုတဲ့မင်္ဂလာပါဟုတ်တယ်เนาะ615အခွေအပူကပါเนาะအပူကပါထဲဆော့เนาะအပူပါထဲဆော့တကွက်ကောင်း61เนาะအဲ့လာလေးမနေ့ကနေစပြီးတော့เนาะညမနေ့လေးမှာကိုဆိုးတဲ့ခါလေးမှာအမြဲတမ်းထည့်ပြီးတော့မေးမြောက်လို့เนาะအားလုံးပြီးခဲ့ပြီဆိုတော့ကျွန်တော်တင်တဲ့အခါလေးမှာပဲတေချာလေးကြည့်ပေးပါเนาะပြီးတော့ကျွန်တော်ဗာလေးတင်ပြရလဲမတွေ့ဘူးเนาะဗာလေးတွေထုတ်ပေးထားလဲမသိဘူးဖြစ်မှာဆိုလို့เนาะအလားလေးနဲ့ပတ်သက်ပြီးတော့ထုတ်ပေးထားတယ်25ရက်နေ့ကနေပြီးတော့เนาะကျွန်တော်တို့เนาะပတ်သက်သေးကြမယ်ရှင်းသေးကြမယ်เนาะအဲ့ဒီမှာဆော့လို့ရတယ်မင်္ဂလာပါညီလေးကြီးတဲ့မင်္ဂလာပါဒါလေးကိုကျွန်တော်အရင်ဆုံးလက်ဆောင်ပေးမယ်เนาะဒါလေးကိုကျွန်တော်လက်ဆောင်ပေးခဲ့မယ်မင်္ဂလာပါအကိုတဲ့ကျေးဇူးတွေတင်ပါတယ်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်เนาะအားကြောင့်လဲဆိုတော့ကျွန်တော်ဟိုမှာလည်းအားပေးတယ်ဒီမှာလည်းအားပေးတယ်မဲအားပေးတဲ့သူတွေကျေးဇူးတင်တယ်တကယ်လည်းချစ်တယ်เนาะ
ကျွန်တော်ကအများနဲ့ကိုရီမားတွေအားလုံးပျော်နေရင်ကျွန်တော်လည်းပျော်တယ်ဒါပဲဟုတ်တယ်သုံးလုံးခွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပေးထားပါတယ်ပြီးတော့ရင်အခု channel လေးမှာပဲကျွန်တော်ထပ်ပြီးတော့เนาะဟောပေါ့เนาะ 3D နဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ဖို့ရှိတယ်เนาะအဲ့တော့ follow နေရသေးတဲ့သူတွေဒီကောင်လေးကို follow နေထားမယ်เนาะတခါလေးပြောခဲ့ပြီเนาะ okay ပါညီလေးကြီးတဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဟုတ်တယ်သုံးလုံးအခွေပါ615ပါเนาะတကွက်ကောင်း61အပူပါစော့ပါကျန်ရဆောင်เนาะအဲ့လားလေးကိုအားလုံးလာပြီးတော့တင်ပေးတာကျွန်တော်လည်းကြိုက်လို့เนาะကိုရီမားတွေအားလုံးအတွက်လည်းဒါလေးကိုအားလုံးကိုသိစေချင်တယ်အားကြောင့်ကျွန်တော်ဒီ brand လေးနဲ့လာပြီးတော့เนาะတင်ပေးတာပါလိုက်ကကျွန်တော်အဆင်ပြေတဲ့အချိန်လေးတွင်ပေးမယ်เนาะအဆင်ပြေတဲ့အချိန်လေးတွေကျွန်တော်မနေ့က9နိုင်ဝန်းကျင်ရှိမယ်မနေ့ဆိုရင်တနိုင်ဝန်းကျင်ရှိမယ်လိုက်လေးလေကျွန်တော်တနိုင်များလေးတွေတင်ပေးမယ်လွှင့်ပေးမယ်เนาะအားလုံးအဆင်ပြေအောင်မင်္ဂလာပါကိုရမင်္ဂလာပါလက်မလေးနှိပ်ပေးထားခဲ့ပါတယ်တဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါခါလီတော်လည်းအဲ့လိုဖြစ်နေပါတယ်ကိုရီမားတွေအားလုံးလည်းအမြဲဆုံးနေပါတယ်မတူဘူးဆိုတဲ့လူเนาะမတူဘူးဆိုတင်ပေးလိုက်ပြီเนาะမတူဘူးဆိုတင်ပေးလိုက်ပြီပြီးတော့ကျွန်တော်ဘာမှတင်လာလဲမတူဘူးမလုံးနဲ့ဟောဟုတ်တယ်ကျန်းစာတော်လာတယ်ဟုတ်ပါတယ်ဗျာ61เนาะ61တကွက်ကောင်းကြိုက်တယ်အားလုံးပဲတူတူပြောမယ်เนาะပြီးတော့မှဘယ်တော့မှတင်တာလဲလीမတိလိုက်ဘူးတွေမတွတ်ကြဘူးတွေမလုံးနဲ့အားလုံးအသေးချာလေးပြောပြခဲ့ပြီเนาะဟုတ်တယ်ဗျာဖွဲ့ဝင်သမားတွေလည်းเนาะကိုလိုရမယ့်အားလေးတွေလုံเนาะနည်းနည်းဟုတ်တယ်မလားအများကြီးပြောပါပြီးသားเนาะဒီဘက်လည်းထပ်ပြီးတော့ပြောမယ်ဖိုင်မယ်ပါဗျာเนาะဆင်ပြေပါစေအဲ့လားလေးကိုကျွန်တော်တင်ပေးမယ်เนาะလောဆယ်ဒါလေးကိုကျွန်တော်အရင်တင်ပေးခြင်းလို့เนาะနေ့တိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်ပြီးတော့တင်ပေးမယ်เนาะလောဆယ်ဒါလေးကိုမမီမီအောင်နဲ့အားလုံးကိုကျွန်တော်သိစေခြင်းလို့ဒါလေးကိုတပြောပေးတာเนาะအားလုံးပဲဖိုင်ပါเนาะဆင်ပြေပါစေ